အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါရစေဒီနေ့ည Champion League ရဲ့အကျိတ်နဲ့အရှိဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Sporting CP နဲ့ Bodo Glimt တို့ရဲ့ဒုတိယအကြော့ပွဲကိုအမြန်ဆုံးသုံးသပ်ပေးသွားပါမယ်ပထမအကြော့အဝေးကွင်းမှာ၃ဂိုးနဲ့ရှုံးခဲ့တဲ့ Sporting အတွက်ဒီညဟာနောက်တစ်ဆင့်တက်ဖို့အနည်းဆုံး၄ဂိုးပဲနေမှာတေချာမဲ့ပွဲပါဒေတာတွေအရ Sporting ဟာအိမ်ကွင်းမှာဂိုးသွင်းအញ្ញမ်းချမ်းတဲ့အသင်းဖြစ်တယ်လို့တစ်ဖက်ကဘိုးတို့ဟာလည်းနောက်ဆုံး14ပွဲဆက်အဝေးကွင်းမှာဂိုးသွင်းနေခဲ့လို့ဒီပွဲဟာဂိုးပေါင်းအပေါ် over 3.0 ဖြစ်ဖို့90ရာခိုင်နှုန်းတော့ပြချနေပါတယ်ဒီပွဲမှာ Sporting ကအစောပိုင်းကတည်းက high pressing နဲ့ဖိကစားမှဖြစ်ပြီးဘိုးတို့ကတော့ counter ကိုပဲအားကိုးမှာပါကျွန်တော်ရဲ့ရလခံမှန်းချက်ကတော့3-1လောက်နဲ့ Sporting နိုင်ပွားလို့ရှိပါတယ်အပိုင်လိုက်ချင်သူတွေအတွက် Sporting အနိုင်နဲ့ over 3.0 goals ကအကောင့်ဆိုပါပဲ Sporting တို့အိမ်ကွင်းမှာအားတင်စရာတွေလုပ်ပြနိုင်မလားတင်အမြင်ကို comment မှာရေးပေးခဲ့ပါဦးဒီလိုအပိုင် tips တွေအတွက် KM ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော် အခုလိုကြည့်ရှုပေးတဲ့အထက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပေးတဲ့ပွဲလေးတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ